အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့မုံလုံးရေပေါ်လုံနီးလေးလုပ်ပြမှာဖြစ်ပါတယ်ပထမဦးဆုံးမုံလုံးရေပေါ်ရဲ့မုတ်သားပြုလုပ်ဖို့အတွက်ကောင်းငင်းမုံနဲ့ဆန်မုံတို့ကိုတစ်အချိုးလေးအတိုင်းရောပါမယ်ဆိုလိုတာကောင်းငင်းမုံက၄စဆိုရင်ဆန်မုံက1စဖြစ်ပါတယ်မုံလုံးရေပေါ်လုပ်မယ်ဆိုရင်အဲ့အချိုးစားမှန်ဖို့အရေးကြီးပါတယ်ပြီးတော့ရင်တော့ရေကိုတင့်တော်တယ်လို့ချိန်ထည့်ပြီးတော့မုတ်သားကိုနယ်ရပါမယ်မုတ်သားနယ်ရဲ့နေရာမှာအခုဗီဒီယိုထဲမှာပြထားသလိုမျိုးထိစီးအောင်နယ်ဖို့အရေးကြီးပါတယ်။တညက်ခဲလေးတွေကိုလည်းအနေတော်လေးတွေတုံးထားလိုက်ပါမယ်။ပြီးရင်တော့မုံလုံးရေပေါ်လုံးပါမယ်။လုံးတဲ့နေရာမှာမုတ်သားကိုပထမဦးဆုံးအရင်ဆုံးလုံးလိုက်ပြီးတော့မှအခုလိုခွက်ကလေးလုပ်ပြီးတော့မှထဲထဲမှာတညက်ခဲလေးထည့်ပြီးတော့ပြန်ပြီးတော့လုံးလိုက်တာအဆင်ပြေပါတယ်။ပြီးရင်တော့ရေနွေးဆူတဲ့ထဲကိုတစ်လုံးချင်းထည့်ပါမယ်အကုန်လုံးထည့်လိုက်တယ်ဆိုရင်ကတ်သွားမှာဆိုတဲ့အတွက်တစ်လုံးချင်းစိတ်ရှိရှိထည့်လိုက်ပါတယ်ပြီးရင်တော့မုံလုံးရေပေါ်လေးတွေရေပေါ်မှာတစ်လုံးချင်းပေါ်လာတာလေးကိုစောင့်ရပါမယ်ပေါ်လာပြီဆိုရင်တော့မုံလုံးရေပေါ်လေးတွေကိုဆယ်ပြီးတော့ရေအေးထဲမှာထည့်ထားရပါမယ်အဲ့ဒါမှသာမုံလုံးရေပေါ်လေးတွေကတစ်လုံးနဲ့တစ်လုံးမကတ်မှာဖြစ်ပါတယ်ဘူးဆိုရင်တော့မုံလုံးရေပေါ်လေးရပါပြီခင်ဗျာဆုံးထိကြည့်ပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲနေ့တစ်မှာကျမ်းမာပျော်ရွှင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ